အခုမြင်နေရတာက UWSA တပ်ဖွဲ့ထိန်းချုပ်ရာဝဒေသတွေကရုပ်ရှင်ဆန်ဆန်ဖောက်ထွင်းမှုရဲ့ခြေရလက်ရာတွေပါမြေအောက်လှိုင်ကောင်းတူးပြီးထောင်ဖောက်ဗန်းဖောက်လုပ်တဲ့ရုပ်ရှင်မျိုးတွေကြည့်ရကြဘူးမှာပါအခုဖြစ်စဉ်ကတော့ရုပ်ရှင်မဟုတ်တဲ့တကယ်ဖောက်ထွင်းမှုပါအရှင်မင်းသားဆန်တဲ့တကူဟာဝဒေသနန်းတစ်မြို့မှာရှိတဲ့ရွှေနဲ့ဖုံးတွဲရောင်းတဲ့ဆိုင်တဆိုင်ကိုအခုလိုပဲမြေအောက်လှိုင်ကောင်းတူးပြီးဖောက်ထွင်းခိုးယူခဲ့တာဖြစ်ပါတယ်တရုတ်လူမျိုးတဦးပိုင်ဆိုင်ပြီးဟောင်ကောင်လို့အမည်ရတဲ့အဲ့ဒီဆိုင်ဟာစက်တင်ဘာ28ရက်မနက်အစောပိုင်းကဖောက်ထွင်းခိုးယူခံခဲ့ရတာလို့သိရပါတယ်မြေအောက်လှိုင်ကောင်းကနေတဆင့်ဆိုင်ထဲအရောက်သွားနိုင်ခဲ့တဲ့ဖောက်ထွင်းသူဟာဆိုင်အတွင်းမှာတော့အေးအေးလူလူစိတ်ချလက်ချမှွေနှောက်ပြီးအလိုရှိတဲ့တန်မိုးကြီးပစ္စည်းတွေခိုးယူသွားခဲ့တာကို CCTV မှတ်တမ်းမှာတွေ့ရပါတယ်။အခုရုပ်သံဖိုင်အရဖောက်ထွင်းသူဟာဆိုင်ရှိရေနုံမြောင်းကနေတဆင့်အဝင်အထွက်လုပ်ပြီးဆိုင်ထဲအရောက်လှိုင်ကောင်းတူးခိုးယူမှုလုပ်ခဲ့တာလို့ယူဆရပါတယ်။သူစတင်ဝင်ရောက်တဲ့နေရာကလူသားလမ်းမကြီးတစ်ခုဘေးမှာရှိနေတာလဲရုပ်သံထဲမှာတွေ့ရမှာပါ။ဖောက်ထွင်းသူဟာသူ့လိုရက်ကိုလူအများသတိမထားမိအောင်ရေနုံမြောင်းပြုပြင်ထိန်းသိမ်းရေးတာဝန်ရှိသူတဦးဖြစ် PPE လုတ်ကင်ခဲ့သလားဆိုတာလဲစဉ်းစားစရာပါ။ဖြစ်စဉ်ကိုအတီးပြုတ်နိုင်ပေမဲ့ဖောက်ထွင်းခံရတဲ့ဆိုင်တွေကတန်ကြီးဘယ်လောက်အထိခွေးယူခံခဲ့ရတယ်ဆိုတာကိုတော့မသိရသေးပါဘူး။ဝဒေတာထဲမှာအခုလိုဖောက်ထွင်းမှုမျိုးအရင်ကမဖြစ်ခဲ့ဘူးလို့ဒေတာကန်တဦးကိုကိုးကားပြီးဝ Newsland သတင်းဌာနကဖော်ပြပါတယ်။တရုတ်မြန်မာနယ်စပ်ဒေသမှာခြေစိုက်တဲ့ UWSA ဝတပ်ဖွဲ့ဟာအင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သလိုသူတို့ထိန်းချုပ်တဲ့ဒေသတွေကိုးဆိုးလူရဲမှုတွေကိုပြင်းထန်တဲ့ပြည်ထောင်စုချမှတ်လိရှိပါတယ်။